မင်္ဂလာပါဒါကျွန်တော်ကိုထရောင်းဂရုမှာပေါ့နော်ထုတ်လုပ်ဖြန့်ချီရောင်းချတဲ့အသေးစား mini forklift လေးတွေဖြစ်ပါတယ်ကျွန်တော်တို့တန်ဒီနေရတော့900 kg ထိတင်ဆောင်လာနေပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ဒီမှာမော်တာတွေသုံးထားတာဒန်မော်တာတွေပဲသုံးထားတာပေါ့နော်ကျွန်တော်ပြမယ်ဒီဘက်ကမော်တာဆိုရင်1600 kW ဖြစ်ပါတယ်အိမ်သုံးပြီးနေရမယ်220ပို့ပေါ့နော်မော်တာရဲ့ kW က1600 kW နဲ့တန်ဒီနေရကျွန်တော်ဒန်ပေါ့နော်ဝင်းကိုသုံးထားတယ်ပေါ့နော်ဒီဘက်မှာလည်းအတူတူပဲမော်တာရဲ့ kW ကဒါကြောင့်3 kW ဖြစ်မှာဗျ220ပို့ပဲဒါပေမဲ့ဒီကောင်က kg ကျတော့တဒန်ပဲ1000 kg ပဲပေါ့နော်ဒါပေမဲ့ကျွန်တော်တို့မနိုင်တဲ့အားကိုကျွန်တော်900 kg ပဲ testing ဆန်းထားတယ်ပေါ့နော်ကျွန်တော်တို့ဒီမှာအတင်ချလုပ်ပြမယ်နော်ဒါကြောင့်ကျွန်တော်မြောက်တင်ထားတာပေါ့အချလူကြီးမင်းတို့ဒီအသေးစက်ရုံတွေပဲပေါ့နော်အသေးသားကွန်ပျူတာလေးတွေကားပေါ်မှာအတင်ချ list လွယ်ကူလုပ်ချင်တယ်ဆိုရင်ဒီလို forklift တွေကျွန်တော်တို့ control group မှာရရှိနိုင်မှာဖြစ်ပါတယ်ဒါတော့7 အမြင့်ထိလေးလုပ်လို့ရတယ်ပေါ့နော်7 အမြင့်ထိလေးလုပ်လို့ရနှစ်ချက်စင်ပေါ့ပြန်တင်ကြည့်ပါဦးဒီဘက်ကကျွန်တော်9ပေပေါ့နော်9ပေထိလေးလုပ်လို့ရတယ်ပေါ့နော်ဒါတော့ကျွန်တော်တို့10ပေထိရမှာပေါ့နော်အားလုံးအိမ်သုံးမီးနဲ့ရပါတယ်ပေါ့နော်220 single မီးပေါ့ single phase ပေါ့နော်ပြီးရင်ကျွန်တော်ဒါအလွယ်တကူရွှေ့အတွင်းလို့ရတယ်ပေါ့နော်ကျွန်တော်တို့မှာဘိန်းလုံးတွေပါတယ်ပေါ့နော်ကျွန်တော်ဒါတော့အသေးပဲမြောက်ပြီးစမ်းပြတာပေါ့ရပြီပြန်ချမယ်ဟုတ်လားဒီမှာကျွန်တော်တို့ဒီမှာပြီးရင်တော့ limit slip ပါတယ်ဗျကျွန်တော်တို့ပြန်လိုက်ပါအပေါ်တက်သွားတဲ့အခါကျွန်တော်တို့ဒီမှာကျွန်းမသွားအောင်ပေါ့နော်ဖြန်းတဲ့ limit slip ပါတယ်ဒါဆိုရင်ကျွန်တော်တို့တင်လဲပေးတင်မှာမဟုတ်တော့ဘူးပေါ့နော်ခလုံးနေတယ်အဲဒီမှာ limit slip ပါတယ်ဟိုဘက်မှာလည်း limit slip ပါတယ်ပေါ့နော်ဟိုဘက်ကဆန်းဒါဟိုဘက်ကလို့ဒီကကျတော့9ပေလေးလုပ်လို့ရမယ်ပေါ့နော်9ပေပေါ့ဒါတော့9ပေအမြင့်လုပ်လို့ရတယ်ပေါ့နော်တော့ဒီမှာကွန်ကရစ်တွေပေါ်ဆိုရင်တော့အလိုလိုရွှေ့ပြောင်းပြီးတွန်းပြီးတော့တဲရလို့ရတယ်ဒါတင်မယ်နောက်တစ်ချက်ဒါတော့အမြင့်9ပေထိပြန်ဆောင်ရမယ်ပေါ့နော် kg နေနေကတော့အကုန်လုံးက900 kg ပဲပေါ့နော်